ခုလက်တော်လုံးမှာဖြစ်ပေါ်နေတဲ့အစာရှောင်တဲ့အခါမှာသဲကြေကြောက်ကိုဖြစ်စေတယ်ဆိုလိုတာ fasting လုပ်ရင်သဲကြေကြောက်ဖြစ်စေတယ်ဆိုတဲ့တွေးရှိထားတဲ့သုတေသနဆောင်ရွက်ချက်ပေါ်မူတည်ပြီးအခြေခံပြီးတော့ကျွန်တော်အားလုံးကိုအဒီပေးစကားပြောကြားခြင်းပါတယ်သဲကြေကြောက်ဆိုတာ gallstone ပါသဲကြေကြောက်ဖြစ်စေနိုင်တဲ့အကြောင်းအရာနှစ်ချက်ရှိပါတယ်ပထမဦးဆုံးကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ cholesterol တအားများပြီးတော့တပြိုင်တည်းမှာပဲသဲကြေရည်ပမာဏနည်းပါတဲ့အတွက်ဘာကြောင့်လဲဆိုတော့သဲကြေရည်က cholesterol တွေကိုခြေဖြတ်ပြီးပါတယ်သဲကြေရည်မလုံလောက်ရင်သဲကြေရည်ပမာဏနည်းရင် cholesterol ကတဖြည်းဖြည်းနဲ့ပြစ်လာပြီးတော့သဲကြေကြောက်ကိုဖြစ်စေပါတယ်ဆိုတော့အဲ့ဒီတွေးရှိချက်နဲ့ပတ်သက်ပြီးတော့သုတေသနဆောင်ရွက်ထားတဲ့ study အကြောင်းကိုကျွန်တော်ပြောပြပါမယ်အဲ့ဒီထဲမှာကျန်းမာတဲ့အမျိုးသမီး9ဦးကိုသူတို့သုတေသနဆောင်ရွက်ဆိုတော့အဲ့ဒီအမျိုးသမီး9ဦးကအစာရှောင်ရင်းကိုပြုလုပ်တဲ့အခါမှာ10နာရီမှတစ်ကြိမ်15နာရီမှတစ်ကြိမ်နိုင်20မှတစ်ကြိမ်သူတို့ရဲ့ဒိုဒိုနမ်လို့ခေါ်တဲ့ပူတင်ရဲ့ပထမဘိုင်းကထွက်ရှိလာတဲ့သဲကြေကြီးကိုသူတို့တိုင်းတာခဲ့ပါတယ်။ဆောင်ရွက်ထားတဲ့ study ကဒီမှာပါ။မြင်ပါပါ။ဆိုတော့ကျွန်တော်အဲ့ဒီထဲကသူတို့ဆောင်ရွက်ချက်တွေကိုကျွန်တော်ပြောပြပါမယ်။ပထမ15နာရီ10နာရီကနေ15နာရီအတွင်းမှာသူတို့တိုင်းတာခဲ့ပါတယ်။အဲ့ဒီအချိန်မှာ cholesterol ပြစ်တာကတအားကို cholesterol တွေပြစ်သွားပါဆိုတော့ကျွန်တော်တို့ fasting လုပ်တဲ့အခါမှာသဲကြေကြောက်ဖြစ်စေတယ်ဆိုတာကိုတွေ့ရှိထားပါဒါပေမဲ့အဲ့ဒီ study ကိုကျွန်တော်တို့နောက်ဆုံးထိဆက်ပြီးတော့ဖတ်သွားမယ်ဆိုရင်နောက်ဆုံးမှာသူရေးထားတာရှိပါတယ်ကျွန်တော်ဖတ်ပြပါမယ် In conclusion our findings suggest that fasting for between 10 and 20 hours may indeed increase the risk of gallstone formation but this effect is counteracted by a more prolonged fast ဒါဘာလို့ဆိုလို့လဲဆိုတော့ဘာလို့ပြောချင်လဲဆိုတော့ကျွန်တော်တို့10နာရီကနေ15နာရီကြားထဲမှာ cholesterol တွေကတအားပြတ်သွားပါတယ်ဒါပေမဲ့နိုင်20လောက်မှာစပြီးတော့နိုင်20နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့သဲကြေရည်ပြစ်တာတွေကတဖြည်းဖြည်းပြန်ပြီးပျော့သွားပါတယ်ဆိုတော့ကျွန်တော်တို့ fasting လုပ်တဲ့အခါမှာသဲကြေရည်ကတဖြည်းဖြည်းပြစ်လာပါတယ်ဒါပေမဲ့ပြင်းရင်းကနေပြီးတော့အချိန်တစ်ခုရောက်တဲ့ချိန်မှာအဲ့ဒီသဲကြေရည်ပြစ်တာတွေကရပ်တန့်သွားပါနောက်တစ်ခုကကျွန်တော်တို့သဲကြေအိတ်ထဲမှာရှိတဲ့သဲကြေရည်အပြစ်တွေကအချိန်တစ်ခုရောက်တဲ့ချိန်မှာမရှိတော့ဘူးနဲ့ကုန်သွားပြီးတော့သဲကြေရည်အကျဲတွေပြန်ပြီးတော့အစားထိုးဝင်ရောက်လာပါတယ်ဆိုတော့ကျွန်တော်တို့တွေဘာတွေသိထားပြီးလဲဆိုတော့ insulin များရင်သဲကြေကြောက်ကိုဖြစ်စေတယ် cortisol ဆိုတဲ့ဟိုမုန်းများရင်သဲကြေကြောက်ကိုဖြစ်စေပါဒီ research ထဲမှာပြုလုပ်ထားပြီးတော့စားသုံးစီတဲ့ဒီ research ပြုလုပ်တဲ့အခါမှာစားသုံးစီတဲ့အစားအစာကလည်းဒီမှာရေးထားပါတယ် carbohydrate ကို96 gram ကိုတစ်နေ့တာစားသုံးစီပါတယ်ကျွန်တော်တို့သိရမှာကကျွန်တော်တို့ ketogenic diet က carbohydrate ကို20 gram ကနေ50 gram အတွင်းပဲစားသုံးရတာဆိုတော့ fasting လုပ်တဲ့အခါမှာအစာရှောင်တဲ့အခါမှာသဲကြေကြောက်ကိုဖြစ်စေတယ်ဆိုတာ healthy keto diet နဲ့ဒါ fasting ကိုတွဲပြီးပြုလုပ်မယ်ဆိုရင်သဲကြေကြောက်ဖြစ်နိုင်ခြေလုံးဝမရှိပါဘူးဒါပေမဲ့ကျွန်တော်တခုသတိပေးချင်တာက fasting ကြောင့်ဖြစ်နိုင်တဲ့ side effect တော့ရှိပါတယ်အဲ့ဒီတခုကကျွန်တော်တို့ခန္ဓာကိုယ်ကကျန်းမာလာပြီးအသက်ရှည်စေတယ်ဆိုတဲ့ side effect ကိုတော့အားလုံးသတိထားဖို့လိုအပ်ပါတယ်